လူတိုင်းရဲ့ခေါင်းပေါ်မှာဝက်သားစိမ့်တစ်တုံးစီချီနှောင်ထားကြတာပါစီကန်းကတော့ရိုးရိုးလေးပါပဲနောက်ဆုံးမှခေါင်းကိုနောက်ဆုတ်တဲ့သူကဒေါ်လာ9 သန်းအနိုင်ရမှာပါဒါပေမဲ့သူတို့စီကိုဘာကြီးလာနေလဲဆိုတာမြင်လိုက်ရတဲ့တစ်စက္ကန့်မှာတင်သူတို့မျက်နှာတွေတစ်ပြင်လုံးဖြူဖြောသွားကြပါတယ်အေယာမတွားတွားတတဝါကြီးတစ်ကောင်ကကွင်းထဲကိုဖြည်းဖြည်းချင်းတွားတွားဝင်ရောက်လာပါတယ်အဲ့ဒါကကိုမိုတိုနဂါးကြီးဖြစ်နေပြီးချက်ချင်းပဲထိတ်လန့်တုန်လှုပ်မှုတွေဖြစ်သွားတာပေါ့ပြိုင်ပွဲဝင်အတော်များများစိတ်မထိန်နိုင်တော့ပဲသူတို့ခေါင်းတွေကိုချက်ချင်းပဲနောက်ကိုဆွဲဆုပ်လိုက်ကြပါတယ်ဂိမ်းကဆက်ယုံပဲရှိသေးပေမဲ့ခေါင်းလေးလုံးပဲအနည်းဆုံးထဲမှာကြံပါတော့တယ်အခုတော့လူတိုင်းကအဲ့ဒီတတဝါကြီးဟာတခြားလူကိုပဲရွေးပါစေလို့ဆူတောင်းနေကြပါတယ်သူတို့ကငါစီမလာနဲ့သူ့စီပဲသွားပါလို့တောင်းပန်တဲ့အနေနဲ့မျက်လုံးတွေနဲ့ပဲလှမ်းညွှန်ပြနေကြတာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကိုမိုတိုနဂါးကြီးကအမျိုးသားတစ်ယောက်စီကိုတက်တက်မတ်မတ်ပြေးဝင်သွားပါတော့တယ်နောက်ထပ်ဖြစ်ပျက်သွားတဲ့အရာကဘလောက်တောင်ရက်စက်ကြမ်းကြုတ်လဲဆိုရင်လူတိုင်းရဲ့စိတ်ဓာတ်ကိုလုံးဝပျက်စီးသွားစေပါတယ်တခြားသူတွေအသက်တောင်ဝါးဝါမရှူနိုင်ခင်မှာပဲအဲ့ဒီတတဝါကြီးကထပ်ပြီးတိုက်ခိုက်ပြန်ပါတယ်အမျိုးသားတစ်ယောက်ကအချိန်မီတုတ်ပြန်နိုင်ခဲ့လို့သူ့ကောင်းကိုမနှဲပဲကာကွယ်လိုက်နိုင်ပါတယ်အဲ့ဒီနောက်ကိုမိုတိုနဂါးကြီးကလှည့်လာပါတယ်အဲ့ဒါကဖြည်းဖြည်းချင်းနဲ့တီတီငင်ငင်ရွေ့လျားနေတာပါနောက်တစ်ယောက်ကဘသူလဲဆိုတာကိုအစောတည်းကသိနေတဲ့အတိုင်းပါပဲအဲ့ဒါကနောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်နာကိုတိုးကပ်သွားပါတယ်အေးဆက်နေတဲ့ရှာကြီးကသူ့ကိုလာထိလိုက်တာနဲ့သူချက်ချင်းပဲကြောက်စိတ်မထိန်နိုင်ဖြစ်သွားတော့တာပေါ့သူဟာဘာမှထပ်မစင်စားတော့ပဲခေါင်းကိုချက်ချင်းနောက်ဆုတ်လိုက်ပါတယ်အခုတော့ဂျေဆန်တစ်ယောက်ပဲကြံပါတော့တယ်စီကန်းချက်တွေအရသူကအနိုင်ရရှိသွားပြီဖြစ်ပါတယ်ဒေါ်လာ9 သန်းကသူ့ပိုင်ဖြစ်သွားခဲ့ပါပြီလူတိုင်းကသူ့ကိုရက်လိုက်ဖို့အော်ဟစ်ပြောဆိုနေကြပါတယ်ပတ်စံကိုပဲယူပြီးအသက်ကိုကယ်ပါတော့လို့ပေါ့ဒါပေမဲ့ဂျေဆန်ကလုံးဝမလှုပ်ရှားပါဘူးကိုမိုတိုနဂါးကြီးကပူပူပြီးတိုးကပ်လာနေပါတယ်အဲ့ဒီကောင်ရဲ့ရှာကြီးကထပ်ပြီးထွက်လာပြန်ပါတယ်ပြီးတော့နောက်ဆုံးမဲ့အစားဂျေဆန်ကစတင်ပြီး